unexpected collapse မျောလင့်မထားတဲ့ပြိုကျမှုထူးဆန်းတာကငလျင်နဲ့ပတ်သက်ရင်တဲ့ဘာမှကြိုတင်ပြီးတော့လှုပ်ဆောင်လို့မရဘူးအခုကျွန်တော်တို့ India plate လို့ခေါ်တယ် India နိုင်ငံအချက်အဲ့ဒီ India နိုင်ငံအချမ်းကြောက်လွှာကဒီမြန်မာနိုင်ငံရဲ့အလဲတဲ့စကိုင်းပြက်ရွေးလို့ခေါ်တယ်အဲ့ဒီရဲ့အချမ်းနဲ့ဒီဘက်ကကြောက်လွှာနှစ်ခုကအဲ့ဒီပုတ်တိုက်နေတာတစ်နှစ်ကိုစင်တီမီတာအနည်းငယ်ရွေ့နေတာကြာပြီဆိုတော့အဲ့လိုရွေ့နေရင်းနဲ့တစ်ချိန်မှာသူတို့ဖိအားတအားများတဲ့အခါမှာသူတို့ကလွတ်ထုတ်တာအဲ့ဒီအချိန်မှာတော့ငလင်ဖြစ်တယ်ဆိုတော့မြန်မာပြည်မှာတော့10 km ဆိုတာတော့မိုင်နဲ့ဆိုရင်မိုင်9မိုင်ကျော်ပဲဖြစ်ပါလိမ့်မယ်เนาะဆိုတော့အဲ့လောက်အတိမ်မဲပေါ့เนาะအဲ့ဒီမှာလှုပ်သွားတော့အပေါ်မှာတအားကိုခံစားရတယ်ထူးဆန်းတာကအဲ့ဒီရဲ့ငလင်ရဲ့ဗဟိုချက်မှာကဘယ်နေရာဖြစ်နေလဲဆိုတော့ရေခါအိုင်တဲ့ဆိုတော့မာရာအရက်မှာဖျားကိုစမ်းသပ်မိတဲ့သူတွေဒုက္ခရောက်တယ်မာရာအရက်ကခါသီးခြင်းကိုဖြစ်ပေါ်စေတဲ့နေရာဖြစ်တယ်ဒါကြောင့်သူတို့ကအဲ့ဒီမှာဣတိလလူမျိုးတွေရေတောက်လို့မရတော့ဒီကအရန်ခါတယ်ဒါပေမဲ့ဖျားကအဲ့ဒီခါတဲ့ရေကိုချိုးမြင်ခြင်းခွင့်ပေးနိုင်တယ်အဲကြောင့်ဒီနေ့ကျွန်တော်တို့ယုံကြည်ရအောင်အခုချိန်မှာဖြစ်ပျက်တဲ့အခြေအနေလေးတစ်ခုကိုကြည့်ရင်တော့မေခွန်းကဘာမေခွန်းလဲဆိုတော့ဖျားကဘယ်မှာလဲဒီငလင်လှုပ်တဲ့အချိန်မှာအသက်ရှင်တဲ့ဖန်ဆင်းရှင်ဖျားဘယ်မှာလဲဘာလို့လူတွေအဲ့လိုလှုပ်တာလဲလူတွေရဲ့ပထမဦးဆုံးမေခွန်းကဒီမေခွန်းပဲဒါပေမဲ့အဲ့မေခွန်းကမမှန်ဘူးဘာကြောင့်မမှန်လဲသင်အဲ့ဒီအိမ်ဆောက်တဲ့အချိန်တော့ရောဒီဖျားကိုအားကိုးလားသင်အဲ့ဒီနေရာမှာနေထိုင်ဖို့ရောအဲ့ဒီဖျားဖန်ဆင်းရှင်ဖျားကိုမေခွန်းမေးလားဖျားအခွင့်နဲ့နေနေတာလားကျွန်တော်များစွာမေးလို့ရတယ်ဒုက္ခရောက်တဲ့အခါကျမှဖျားဘယ်မှာလဲဒီမြန်မာတုပ်ပြီးတဝမ်းလုံးနဲ့ကြည့်မယ်ဆိုရင်အခုမန္တလေးအင်းဝစကိုင်းအရန်အထိနာတဲ့နေရာတွေအများကြီးနေပြီးတော့ဒီအဖွဲ့တွေကပူပြီးအပြစ်များလို့တခြားလူတွေထက်ခံရတာလားလို့ကျွန်တော်တို့မေးခွန်းရှိလိမ့်မယ်သခင်ယေရှုကတော့ဒီလိုပဲပြောလိမ့်မယ်အဲ့လိုမဟုတ်ဘူးဘသူပဲဖြစ်အားလုံးနောင်တမရရင်ထိုနည်းတူပျက်စီးလိမ့်မယ်ဘယ်နေရာဖြစ်ငလင်ကလှုပ်နိုင်တယ်ငလင်ကြောရှိတာဟုတ်တယ်ဒါပေမဲ့ဘာမှမဆိုင်ဘူးလို့ပြောတဲ့အခါမှာနော်မိုင်ပေါင်းများစွာဝေးတဲ့ဘန်ကောက်တောင်မှများစွာထိခိုက်သွားတာပဲအဲကြောင့်ဒီအရာတွေကြီးတဲ့အခါမှာကျွန်တော်တို့ဓာတ်တွေဘာလို့ဖြစ်တာလဲ suffering ဆိုတဲ့နာကျင်မှုတွေဘာလို့ဖြစ်တာလဲဖခင်ကကျွန်တော်တို့ကိုအုပ်ဆိုးခွင့်ပေးထားတာကဘာဦးကာလမှာအုပ်ဆိုးခွင့်အားလုံးကိုလုတ်ပိုင်ခွင့်နဲ့အုပ်ဆိုးခွင့်ပေးထားတာအဲ့ဒီအုပ်ဆိုးခွင့်ပေးထားတဲ့အချိန်မှာပင်လေအပြစ်တရားကြောင့်ဒီရဲ့အခွင့်အာဏာအားလုံးဆုံးရှုံးသွားတယ်အဲ့ဒီဆုံးရှုံးသွားတဲ့နောက်ပိုင်းကဘာဦးကျမ်းအခန်းကြီး3ကနေစပြီးတော့တောက်လျှောက်ကပြတ်သုံးသောကဘာထဲမှာရောက်သွားတယ်ပြတ်သုံးတဲ့ကဘာမှာနေတာဖြစ်တဲ့အတွက်ပြတ်သုံးခြင်းတွေကြုံရတယ်ပြတ်သုံးတဲ့ကဘာမှာနေတာဖြစ်တဲ့အတွက်အခုလိုငလင်ဘေးကြုံရလိမ့်မယ်သေကြေပျက်စီးခြင်းကြုံရလိမ့်မယ်နာကျင်ခြင်းကြုံရလိမ့်မယ်ဘာကြောင့်လဲပြတ်သုံးသောကဘာ the falling world ဒါကြောင့်ဒီကဘာကိုပြန်လဲပြီးတော့အသစ်ပြန်လဲပြုပြင်မွမ်းမံမဲ့သခင်ယေရှုပြန်လဲအုပ်ဆိုးမဲ့ကာလရောက်လာလိမ့်မယ်အဲ့ဒီကာလမရောက်မချင်းနှစ်တစ်ထောင်အုပ်ဆိုးခြင်းကာလမရောက်မချင်းကျွန်တော်တို့ကဒီအရာကိုရင်ဆိုင်နေရမှာပဲဆိုတာသင်နဲ့ကျွန်တော်သိဖို့လိုတယ်အဲ့ဒါကနေစသိထားဖို့လိုတယ်မဟုတ်ဘူးဆိုရင်ကျွန်တော်တို့ရဲ့အမြင်ကျွန်တော်တို့ရဲ့ကြည့်တဲ့ perspective ဆိုတဲ့လောကကိုကြည့်တဲ့အမြင်ကမမှန်ဘူးဆိုရင်ဘာဖြစ်တတ်လဲဆိုတော့ဒီလိုအခက်ခဲဒုက္ခကြုံရင်ဖျားမရှိဘူးဆိုတဲ့အဖြေကိုသွားတွေ့တယ်ဖျားမရှိလို့ဖြစ်မှာပေါ့ဒီလိုပဲသွားမြင်တယ်ဒါပေမဲ့ခက်ခဲခြင်းပြတ်သုံးတဲ့ကဘာမှာနေတယ်လို့သင်နဲ့ကျွန်တော်ဟာအစကတည်းကသိထားမယ်ဆိုရင်ဒီလိုဖြစ်ပျက်ကြုံတဲ့အခါမှာဒါကငါတို့ဖြစ်ပျက်တတ်တဲ့သဘောတဘာဝရှိနေပါလားဒီလိုနားလည်သွားတယ်ကျမ်းစာကျွန်တော်တို့ဘာပြောလဲအခိုးငွေတဲ့အခိုးငွေပျောက်သွားပြီအခုကျွန်တော်အခိုးငွေလေပျောက်သွားပြီအခုကျွန်တော်ဒီနေ့ဒီမှာဟောနေတယ်ခဏနေကျွန်တော်တည်သွားနိုင်တယ်သင်အခုကျွန်တော်ကိုနားထောင်နိုင်တယ်ခဏနေသင်တည်သွားနိုင်တယ်အခိုးငွေအဲကြောင့်ကျွန်တော်တို့က plan နေဆွဲတယ်ဘာလို့ရင်ကောင်းမယ်အဲ့လိုပြောလို့ plan မချရအောင်ပြောတာမဟုတ်ဘူး
ဒါပေမဲ့ကျွန်တော်တို့ကတစ်ခါလေးမှဒီ plan တွေအားလုံးကပဲကျွန်တော်တို့ရဲ့ဖျားဖြစ်နေတတ်တယ်။ငါတို့နောက်နှစ်ကြာရင်တော့နော်ရှေ့မှာကူးတိုင်းရောင်းဝယ်ရေးလုပ်မယ်။ဒီနေ့မနေ့ဖြန်တစ်နှစ်ပတ်လုံးဘယ်သွားမယ်ညာသွားမယ်ကျွန်တော်တို့အကုန်လုံးပြင်ဆင်ကြတယ်။ဒါပေမဲ့ဖျားအလိုတော်ရှိမှသာလုံနိုင်လိမ့်မယ်လို့ပဲဝန်ခံပါတဲ့။အဲ့လိုလှုပ်ဆောင်ဖို့ဖျားအလိုတော်ရှိတယ်။ဒါပေမဲ့ကောင်းတဲ့အမှုကိုလှုပ်ဆောင်ဖို့သိပြီးတော့မလုပ်တာလည်းအပြစ်ဖြစ်တယ်တဲ့ဒီနေ့ကျွန်တော်တို့ခက်ခဲနေတဲ့သူတွေကိုကူညီရအောင်ဒုက္ခရောက်နေတဲ့သူတွေအများကြီးရှိတယ်ကျွန်တော်ဘာတွေကူညီနိုင်မလဲမေတ္တာအရှင်ကိုမရှိထားရင်တော့မေတ္တာစိတ်ဆိုတာလူထဲကနေမထွက်နိုင်ဘူးဒါကြောင့်ကျွန်တော်တို့မေတ္တာအရှင်ကိုရထားဖို့လိုတယ်မေတ္တာအရှင်ကိုရထားမှကျွန်တော်မေတ္တာစီစဉ်ပါသင်ကိုသိချစ်တဲ့ဖျားရှိတယ်အဲ့ဒီဖျားကသစ္စာရှင်ဖြစ်တဲ့အတွက်အပြစ်အလျောက်စီရင်လေးရှိတယ်ဒါမဲ့တစ်ချိန်တည်းမှာပဲမေတ္တာရှင်လည်းဖြစ်တဲ့အခါမှာသင်ကိုမေတ္တာပြမယ်သင်ကိုချစ်တယ်မေတ္တာကမ်းလက်ဒီနေ့မှာမေတ္တာကမ်းလက်ကိုကမ်းလှမ်းနေတဲ့ဖျားဖြစ်တယ်အဲ့ဒီအရှင်ကိုကိုးကွယ်မယ်ကိုယ့်ရဲ့အပြစ်တွေအားလုံးကိုနှောင်တရမယ်မာယုံနဲ့ကိုးကွယ်မှုတွေကိုဆွတ်လွတ်မယ်ဆိုရင်ဒီကနေ့ဟာသင်ရဲ့ကေတင်ရာနေ့ဖြစ်တယ်ဒီနေ့ကျွန်တော်တို့ဒီလိုအဖြစ်အပျက်တွေကြုံတဲ့အခါမှာမျောလင့်ချက်ရှိတဲ့သူကဘယ်သူတွေဖြစ်နေလဲဆိုတော့မင်္ဂလာရှိတဲ့မျောလင့်ရာရထားတဲ့သခင်ယေရှုဖခင်ကိုရထားတဲ့သူတွေဖြစ်နေတတ်တယ်ရောက်ဒီနေ့နားလဲစေချင်တယ်မိတ်ဆွေကိုသိစေချင်တယ်ကျွန်တော်အားလုံးဟာနောင်တရလျက်ဖခင်ရှိမှပြန်လာရဖို့ဒီကနေ့မှာဖခင်ကဆွဲခေါ်နေပြီ